စိတ်နှလုံးငြိမ်သက်ချမ်းသာစေသောနှုတ်ကပတ်တော်များငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့၏ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏လောကီသားတို့ပေးတကဲ့သို့ငါပေးသည်မဟုတ်သင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်အိုးမိုးကောင်းကင်တို့သခြင်းဆိုကြလော့အိုးမြေကြီးဝမ်းမြောက်ခြင်းရှိလော့အိုးတောင်များတို့ရှင်လန်းစွာသခြင်းဆိုကြလော့အကြောင်းမူကားထာဝရဘုရားသည်မိမိလူတို့ကိုနှစ်သိမ့်စေတော်မူ၏ဆင်းရဲခံရသောမိမိလူတို့ကိုကယ်မသနာတော်မူ၏ထာဝရဘုရားသည်သနာတော်မူ၍ဂရုဏာတော်သည်မကုန်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏နက်နက်တိုင်းဂရုဏာတော်အသစ်ကိုခံရကြ၏သစ္စာတော်သည်ကြီးမြတ်ပါ၏စိတ်နှလုံးတည်ကြည်သောသူသည်ကိုယ်တော်၌ခိုလုံသောကြောင့်ငြိမ်သက်ခြင်းတသက်ရှိမိအကြောင်းစောင့်ရှောက်တော်မူလိမ့်မည်နာမတော်ကိုချစ်သောသူတို့၌ပြုတော်မူတတ်သည့်အတိုင်းအကျွန်ုပ်ကိုကြည်ရှု၍ကယ်မသနာတော်မူပါမိန်တော်မူချက်အစဉ်အတိုင်းအကျွန်ုပ်ခြေလမ်းတို့ကိုဖြောင့်စေတော်မူပါအကျွန်ုပ်ကိုအဘယ်မိတော်ဒုစရိုက်မြအစိုးမရပါစေနှင့်သင်တို့ကိုတတိနှင့်ကြည်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အနှံကြလော့သင်တို့စိတ်လုံးထဲ၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေထိုတို့အလို့ငါသင်တို့သည်တလုံးတကိုယ်ထဲ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ကျေးဇူးတော်ကိုတည်သောစိတ်ရှိကြလော့တရားသောသူ၌အမင်္ဂလာမရောက်ရမတရားသောသူမူကားအမင်္ဂလာနှင့်ပြေဝရလိမ့်မည်ဗျာဒိတ်တော်အဖျင်အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ဆင်းရဲကိုခံရစဉ်တွင်ထိုနှုတ်ကပတ်တော်သည်အကျွန်ုပ်သက်သာစေရာအကြောင်းဖြစ်ပါ၏ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည်ရှုတော်မူ၏သူတို့အော်ဟစ်တန်ကိုလည်းနားထောင်တော်မူ၏ထာဝရဘုရားသည်မကောင်းသောအမှုအရာအလုံးစုံတို့ကိုကွယ်ကာ၍သင်၏အသက်ကိုစောင့်တော်မူလိမ့်မည်သင်တို့သည်ငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီးဟုမိန့်တော်မူ၏မစိုးရိမ်နှင့်ငါသည်သင်ဘက်မှရှိ၏မကြောက်နှင့်သင်ဤဖျားသခင်ငါသည်သင်ကိုခိုင်ခန့်စေမည်သင်ကိုစောင့်မမည်ငါတစ္ဆာလက်ရလက်ဖြင့်ထောက်ပင့်မည်အကယ်၍သင်မင်း၏အရေးလွှမ်းမိုးသောခြိုင်ထဲသို့လျှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ငါသည်နူးညံ့တိမ်မွေ့နှိမ်ချသောစိတ်တဘောရှိ၏သင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်ထမ်းရွက်ရသောဝန်ကိုထာဝရဘုရား၌ချထားလော့သင်ကိုမဆတော်မူမည်ဖြောင့်မတ်သောသူကိုအစဉ်အမြဲလှုပ်ရှားစေတော်မမူရာအဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်ငြိမ်သက်ခြင်း၏သခင်သည်ကိုယ်တော်တိုင်သင်တို့၌အစဉ်မပြတ်ခတ်သိမ်းသောအမှုအရာအဖြစ်ငြိမ်သက်ခြင်းကိုပေးသနာတော်မူပါစေသောသခင်ဘုရားသည်သင်တို့အပေါင်းနှင့်အတူရှိတော်မူပါစေသောသခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရားသခင်အထံတော်ကကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသောအာမင်